ထူးခြားတဲ့ပါရှင်အီရန်စစ်ပွဲကစပွဲဝိုင်းပေါ်ပြောင်းလာပါပြီထရန့်ကအီရန်ကိုဘုံကျဲမဲ့အစီအစဉ်ကို9ရက်ဆိုင်းငံလိုက်ပါပြီစစ်ပွဲရမယ်လမ်းစာပေါ်ပြီလားတမန်တော်နဲ့ထရန့်ကအီရန်ကိုပေးထားတဲ့48နာရီရတဒန်းပြေးဖို့နိုင်ပိုင်းတော့ပဲလူတော့တဲ့အချိန်ကိုရောက်နေပါပြီဟော်မုတ်ရည်လက်ချာကိုပြန်ဖွင့်ပေးရင်ဒီနေ့ညမှာအီရန်ရဲ့လျှက်စစ်စက်ရုံတွေနဲ့စွန့်ရင်အဆောင်အုံတွေကိုအမေရိကန်ကအကြီးအကျယ်တိုက်ခိုက်ဖို့ကြိုးစားထားခဲ့တာပါဒါပေမဲ့အချိန်စိတ်ကန်ဒီနိုင်ပိုင်းအလို့ဒီညနေမှာပဲကဘာကြီးကိုအံ့အားတင်စွာမဲ့ကြီးညာချက်တစ်ခုဒေါ်နယ်ထရန့်စီကထွက်ပေါ်လာပါတယ်သူ့ရဲ့ True Social account မှာစလုံးကြီးတွေနဲ့ရေးသားထားတဲ့ post အရအီရန်အပေါ်စီရေးတိုက်ခိုက်မှုအားလုံးကို9ရက်တိတိတရားဝင်ရွှေ့ဆိုင်းလိုက်ပြီလို့အမိန့်ပေးလိုက်တာပါဘာလို့အခုလိုရုတ်တရက်ကြီးလေးတန်ပြောင်းသွားရတာပါလဲဒေါ်နယ်ထရန့်ရဲ့အဆိုအရပြီးခဲ့တဲ့2ရက်အတွင်းမှာအမေရိကန်နဲ့အီရန်တို့ကစစ်ပွဲကိုအပြီးတိုင်အဆုံးသတ်ရေးနဲ့ပတ်သက်ပြီးအလွန်ကောင်းမွန်တဲ့အကျိုးရှိတဲ့လှုပ်ဝက်ဆွေးနွေးမှုတွေလှုပ်ဆောင်နေခဲ့တာကြောင့်လို့ဒေါ်နယ်ထရန့်ကဤသားထားပါတယ်အမေရိကန်ဘက်ကပြောတာကိုနားထောင်ရင်တော့တန်တမာရေးနီးစပ်တွေကအလုပ်ဖြစ်နေပုံရပါတယ်ဒါပေမဲ့အီရန်ဘက်ကပြောစကားတွေကိုကြည့်ရင်တော့လုံးဝကိုကွဲလဲနေတဲ့ညီပြင်အမှန်တရားတစ်ခုဖြစ်နေပါတယ်ဒေါ်နယ်ထရန့်ရဲ့ကြီးညာချက်ထွက်ပေါ်လာပြီးမကြခင်မှာပဲအီရန်ရဲ့နိုင်ငံပိုင်မီဒီယာတွေဖြစ်တဲ့ Tasnim နဲ့ Fars တို့မီဒီယာတွေကဒေါ်နယ်ထရန့်နောက်ဆုတ်သွားပြီဆိုတဲ့ခေါင်းစဉ်နဲ့အောင်ပွဲခံသတင်းတွေဖော်ပြခဲ့ကြပါတယ်။ကာဘူးမြို့ကအီရန်တန်ယုံကလည်းဒေါ်နယ်ထရန့်ကငင်းချင်းရေးဆွေးပွဲတွေကြောင့်ရွှေ့ဆိုင်းလိုက်တာမဟုတ်ဘူးလို့လူသိရှင်ကြားပြောဆိုခဲ့ပါတယ်။အကယ်၍အမေရိကန်ကသာတိုက်ခိုက်လာရင်အမေရိကန်နဲ့မဟာမိတ်တွေရဲ့စွန့်ရင်အဆောင်အုံတွေကိုပြချပစ်မယ်ဆိုတဲ့အီရန်ရဲ့ပြင်းထန်တဲ့သတိပေးချက်ကြောင့်ဒေါ်နယ်ထရန့်ကကြောက်ပြီးနောက်ဆုတ်သွားတာဖြစ်တယ်လို့အီရန်ဘက်ကဆိုကြပါတယ်။အဲ့ဒါအပြင်အမီမဖော်လို့တဲ့အီရန်သတင်းရင်းမြစ်တွေကလည်းဆွေးနွေးပွဲတွေလုပ်နေရဆိုတဲ့ဒေါ်နယ်ထရန့်ရဲ့တွေ့ကြချက်ကိုလုံးဝညှိဆိုထားပါတယ်။ဒါဆိုရင်တကယ်တမ်းဘာတွေဖြစ်နေရပါလဲ။အခုကျွန်တော်တို့မြင်တွေ့နေရတာကအင်မတန်ခင်ရှားနေစိတ်တရည်ရနဲ့သတင်းချက်လက်စစ်ပွဲကြီးတစ်ခုဖြစ်ပါတယ်။အမေရိကန်ကသူတို့ရဲ့ချိန်ချောက်မှုကြောင့်ဒီအီရန်ကိုဇပွဲဝိုင်းပေါ်ရောက်အောင်ခေါ်နိုင်ခဲ့ပြီလို့ပုံခေါ်နေပါတယ်။အီရန်ကသူတို့ကစီရေးအောင်ဝက်နေအမေရိကန်ရဲ့အားနည်းချက်ပြရုပ်လို့ပြောနေပါတယ်။ဒါပေမဲ့ညီပြင်မှာတော့ဒီသတင်းထွက်ချင်းပဲကမ္ဘာစီးပွားရေးဈေးကွက်ကြီးကချက်ချင်းတုံ့ပြန်လာပါတယ်။ငင်းကြီးစကားပြောနေပြီဆိုတဲ့သတင်းကြောင့်ကမ္ဘာဟင်းနံဈေးတွေကတစီကို$114ကနေပြီး$100အောက်အထိချက်ချင်းထိုးကြပါပြီ။အကြအတိတ်ကြမှာဒေါ်နယ်ထရန့်ကစကားပြောဖို့အချိန်ဆွဲချင်းဆိုတဲ့တတိယနီလန်းကိုရွေးချယ်လိုက်တာဖြစ်နိုင်ပါတယ်။တကယ်ပဲလှုပ်ဝက်ဆွေးနွေးပွဲလုပ်နေရဖြစ်စီဒါမှမဟုတ်နီးပြူကအရာခဏနာရပဲဖြစ်စီလက်ပိတ်အမှန်တရားကတော့စစ်တိုင်းမဲ့အချိန်ကိုပြန်စားလိုက်တာဖြစ်ပါတယ်အခုကျွန်တော်တို့ကအလွန်အပြောင်းလဲလွယ်ပြီးအနေအများတဲ့9ရက်တာအချိန်နဲ့ကြောင်းနေပါပြီဟော်မုတ်ရည်တဲ့ချာကပောက်ကွဲနိုင်တဲ့နေရာတစ်ခုအဖြစ်ဆက်ရှိနေတဲ့ဖြစ်ပြီးတော့ဒီ9ရက်အတွင်းမှာတကယ်အပြစ်ခတ်ရစရေးစီဥတီတော့မလားဒါမှမဟုတ်ပုံမှုကြီးမားတဲ့မှုန်တိုင်းမလာခင်လင်းငိန်တက်နေရလားဆိုတာကိုစောင့်ကြည့်ရမှာပါစစ်ပွဲကြီးရဲ့အဆုံးဖြတ်ကကြီးစံတွေကနေပြီးတော့စပွဲဝိုင်းပေါ်ကိုရောက်ရှိတော့ပါပြီဒီမထင်မှတ်ထားတဲ့အလှည့်အပြောင်းပေါ်ဘယ်လိုမြင်ကြပါလဲအမေရိကန်ကတကယ်ပဲအချိန်ဆွဲနေရလားဂုံးမမဝေးအောင်ဆွေးနွေးတော့လို့ရပါတယ်နောက်ဆုံးရနိုင်ငံရေးစီသတင်းတွေကိုဆက်ပြီးသိခင်ရင် BAC သတင်း channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်တောက်ဆွဲတဲ့သတင်းတွေကိုဆက်လက်တင်ပြပေးတော့မှာမို့ဆက်လက်စောင့်မျှော်ပေးကြပါအောင်ရှင်အားလုံးပဲဖေးကင်းလုံခြုံကြပါစေ